နာဂံကောင်းမှုကြောင့်အတိတ်ကောင်းမှုကြောင့်လူဖြစ်လာပြန်တော့လေတတိဘဝကိုရောက်ရွှေလင်းမန်းနဲ့အချင်းစီမင်းတွေပမာရွှေရောင်တောင်းပညာသင်လဲမပူရမျက်နှာပန်းလာသူတရား